သားတွေကိုတသိန်းစီအမွေပေးပြီးတော့အတပြာ၄သိန်းသား၄ယောက်ကိုတပည့်တော်ခွဲပေးခဲ့တယ်ဗျာအဲ့လိုအတပြာ၄သိန်းခွဲပေးပြီးတော့တပည့်တော်တို့သတိမောင်နှံအတပြာ၄သိန်းနဲ့စားကားတော့ကနေလာလိုက်တာတပည့်တော်ရဲ့ဒကမာကြီးတပည့်တော်ရဲ့အမျိုးသမီးကွယ်လွန်အိဋ္ဌရောက်တဲ့အခါကျတော့သားတွေကတပည့်တော်နာကတ်လာပြီးတော့ပြန်ရှိတဲ့အသမယ၄သိန်းကိုသူတို့တွေလိုချင်တဲ့အတွက်ကြောင့်မို့တပည့်တော်ကိုပြုစုကြယူရကြစောင့်ရှောက်ကြချော့မော့ပြီးတော့တပည့်တော်ကိုလာပြီးပြုစုယူရစောင့်ရှောက်တဲ့အတွက်ကြောင့်တပည့်တော်ကလည်းကိုသားတွေကဒီလောက်တောင်းမှစောင့်ရှောက်တာပဲဆိုပြီးတော့သားပေါ်မှာတပည့်တော်ယုံလာတယ်ဖေယသားတွေကိုယုံကြည်ပြီးတော့သားကြီးကလည်းပြောသားလကလည်းပြောသားငယ်ကလည်းပြောအထွေဆုံးလေးကလည်းပြောသားတို့အိမ်မှာလိုက်နေပါသားကြီးကလည်းသားကြီးအိမ်မှာလိုက်နေပါသားလကလည်းအလတ်အိမ်မှာလိုက်နေပါဖေးကိုကျွေးပါမယ်မွေးပါမယ်တရားတပည့်တော်ရဲ့လက်ထဲမှာအတမြ၄သိန်းရှိနေတော့ကတော့ပြုံနဲ့ဟိုသားကလည်းကျွေးခြင်းဒီသားကလည်းကျွေးခြင်းတပည့်တော်ရဲ့လက်ထဲမှာအသမယ၄သိန်းရှိနေတဲ့အတွက်ကြောင့်မို့သားတွေကရွေးခြင်းမွေးခြင်းပြုံနဲ့ဖြစ်နေတဲ့သားတွေကတပည့်တော်ရဲ့ရှိတဲ့အသမယတွေကိုတသိန်းစီသား၄ယောက်ကိုထပ်ပြီးတော့တပည့်တော်ပေးလိုက်တယ်ဗျာသားတွေယုံလို့တပည့်တော်ပေးလိုက်တယ်ဗျာဒါနဲ့သားကြီးအိမ်မှာတပည့်တော်သွားပြီးတော့စားတော့နေရက်လင်းရလာတဲ့အခါကျတော့သားကြီးရဲ့ဇနီးတပည့်တော်ရဲ့ချွေးမကရေကလေးနည်းနည်းကြာလာတဲ့အခါကျတော့တပည့်တော်မကြည်တော့ဘူးဖေအဲ့လိုသူမကြည်တဲ့အတွက်ကြောင့်မို့တပည့်တော်တို့ပေးတော့ကတော့တသိမ့်မဲ့ပေးတာပဲသားကြီးမို့ပဲဆိုပြီးတော့ပိုးပေးတာမရှိဘူးဘာပဲနေညနဲ့ဆိုပြီးတော့ဆောင်းကြီးအောင်ကြီးမကြတဲ့ကြတောင်းရပြစ်ချခွဲတည်ပြုတ်ကြလို့အဲ့လိုလုပ်ပြီးတော့တပည့်တော်မနေနိုင်တော့အောင်တပည့်တော်ကိုနှိမ့်ဆက်ပါတယ်ဗျာဘာနဲ့နှိမ့်ဆက်တယ်လဲအပြောနဲ့နှိမ့်ဆက်တယ်ဗျာမကြားတဲ့ကြနှိမ့်ဆက်တယ်ဗျာမနေခြင်းလောက်အောင်ကိုလည်းနှိမ့်ဆက်လာပါတယ်ဗျာအဲ့ဒါနဲ့သားကြီးကတပည့်တော်စိတ်ဆိုးဆင်းလာသားလာအိမ်ရောက်တော့လေဒီအတိုင်းပဲဗျာဟောသားငယ်ရောက်တော့လေဒီအတိုင်းပဲဗျာသားသွေးဆုံးရင်ရောက်တော့လေဒီအတိုင်းပဲဗျာတပည့်တော်ဒါနဲ့အကြံကုန်ကလုံးခါချက်တဲ့အနေနဲ့သားရင်အိမ်တိမ်မမနေခြင်းလို့ခွက်လက်ဆွဲပြီးတော့တောက်စားရင်ကအရှင်ဘုရားကိုတပည့်တော်တတိယလို့ရောက်လာတယ်ဘုရားတပည့်တော်ကအရှင်ဘုရားကင်မတော်မူပါဘုရားစောင့်ရှောက်တော်မူပါဘုရားတပည့်တော်အားကိုးစရာမရှိပါဘူးသားလေးယောက်ကလည်းတပည့်တော်ယုံကြည်လို့သားသမီးယုံလို့တပည့်တော်စုံလုံးကမ်းပါပြီဘုရားသားသမီးတွေယုံလို့ပြီးမိတာတပည့်တော်မှားပြီပြီးခဲ့တာတွေတော့တပည့်တော်ပြီးပါစေတော့အိမ်စဉ်လှည့်ပြီးတော့တပည့်တော်တောင်းစားပြီးတော့နေရတာတပည့်တော်ကိုမြင်ရလို့ရှိရင်သူတို့ကမမြင်ခြင်းအဆောင်ပြီးတော့သိက္ခာကြလို့မမြင်ခြင်းအဆောင်ပြီးတော့တိတ်ကြောင်ပြီးတော့သွားတယ်ဘုရားသားတွေအကြောင်းတော့တပည့်တော်မပြောပါရစေနဲ့တော့တပည့်တော်ဒီလောက်ပဲဘုရားဒီတော့ကိုရှင်ဘုရားတတ်နိုင်တယ်ပဲကူညီတော်မူဘုရားဆိုတော့အဲ့ဒီမှာဘုရားရှင်ကိုတော်မြတ်ကဒီမှာသာလပြမနာစိန်နာပုံနာကြီးကိုလည်းပဲသနာတော်မူတယ်သားလေးယောက်ကိုလည်းဘုရားရှင်ကိုတော်မြတ်သနာတော်မူတယ်ပုံနာကြီးသနာတာကဒီတိုင်းသာဆက်ပြီးတော့နေသွားမယ်စာပြရေပြတ်ပြီးတော့ပုံနာကြီးရဲ့ဘဝမတွေးဝဘူးစာလည်းပြတ်မယ်ရေလည်းပြတ်မယ်မတွေးဝလောက်အောင်ဒုက္ခရောက်တော်မယ်သားလေးယောက်လည်းအနမတာပိတုကုဏောအလံတော်သားလေးယောက်လည်းမိဘကိုစော်ကားမိတဲ့အတွက်ကြောင့်မို့သားလေးယောက်လည်းပဲပရိသတ်ရဲ့မိဘဆင်းရဲအောင်မိဘရဲ့မျက်ရည်တစ်ဆက်သည်မိဘရဲ့မျက်ရည်တစ်ဆက်သည်သာသမီဆင်းရဲလို့တစ်သက်သာသမီဆင်းရဲတော့ဘယ်လောက်တယ်လဲ
သာသမီလှုပ်တဲ့ပုံကောင်ကကိုမိမမျက်ရည်ကျအောင်သာနှိမ့်ဆက်မယ်ဆိုရင်မျက်ရည်တစ်စက်ကျပြီဆိုရင်တော့ပရိသတ်ရေအဲ့ဒီသာသမီအပြင်ဆင်းရဲ၍မဆုံးနိုင်ဘူးမိဘမျက်ရည်တစ်စက်သာသမီဆင်းရဲ၍မဆုံးနိုင်တာ